ကျွန်တော်ရဲ့ထူးဆန်းတဲ့မျိုးလေးမှာတော့လူတိုင်းဟာမယုံနိုင်လောက်အောင်ဝါဖြိုးနေကြပါတယ်ခွေးလေးတွေတောင်သူတို့လိုပဲဝါဝါတုတ်တုတ်တွေပေါ့ဒါပေမဲ့ဘယ်သူမှမပြောင်းလဲချင်ကြပါဘူးဘာလို့လဲဆိုတော့လူတိုင်းကဝိတ်တိုးဆန်ပြုတ်လို့ခေါ်တဲ့အရာတာရှိတဲ့အစားအစာတစ်ခုကိုဆွဲဆွဲလန်းလန်းကြိုက်နေတတ်ကြလို့ပဲဖြစ်ပါတယ်တရက်မှာတော့ကျွန်တော်ပြတင်းပေါက်ပြင်ဘက်မှာငှက်ကလေးတစ်ကောင်ကိုတွေးလိုက်ရပါတယ်ကောင်းကင်ယံမှာလွတ်လွတ်လပ်လပ်ပြန်တန်းနေတာပေါ့ဒါကိုမြင်တော့ကျွန်တော်စိတ်ထဲမှာအားကြစိတ်တွေအပြည့်ချလာခဲ့ပါတယ်ဒါနဲ့ပဲကျွန်တော်စားမစားတော့ပဲချက်ချင်းပဲမီးုံပြန်အလုံး100သွားဝယ်လိုက်ပါတယ်အဲ့ဒီမီးုံပြန်တွေကိုကျွန်တော်ခန္ဓာကိုယ်မှာချီနှောင်လိုက်တဲ့အခါနောက်တစ်စက္ကန့်မှာတော့ကျွန်တော်ခြေထောက်တွေမြေပြင်ကနေတကယ်ကျွတ်တက်သွားခဲ့တယ်ဒါပေမဲ့ကျွန်တော်ဝမ်းသာအားရဖြစ်နေတော့မှပဲကြိုးကရုတ်တရက်အသွားပြီးမြေပြင်ပေါ်ကိုပြင်းပြင်းထန်ထန်ပြုတ်ကျသွားခဲ့ပါတယ်ကျွန်တော်ရဲ့ပထမဆုံးပြန်တန်းဖို့စူးစမ်းမှုဟာကိုလေးချိန်အများများလုံးလို့ကြာရှုံးခဲ့ရတာဖြစ်ပါတယ်ဒါပေမဲ့ကျွန်တော်အရှုံးမပေးခဲ့ပါဘူးစွန့်တကောင်နဲ့ပြန်တန်းဖို့ထပ်စူးစမ်းခဲ့ရင်မဲ့ခန္ဓာကိုယ်ကလေးလုံးနေတော့စွန့်ကကျွန်တော်ကိုရှေ့ကိုပဲဆွဲခေါ်သွားနိုင်ခဲ့ပါတယ်မျိုးတွေကဘယ်သူမှကျွန်တော်ဘာလုပ်နေလဲဆိုတာနားမလည်ကြပါဘူးကျွန်တော်မိသားစုကိုယ်တိုင်တော့နားမလည်ပဲလူတိုင်းကကျွန်တော်ကိုလူဒူးဆန်းတယောက်လိုဆက်ဆံခဲ့ကြပါလေဒါပေမဲ့ကျွန်တော်တို့ကိုဂယူးမဆိုင်ခဲ့ပါဘူးနောက်တော့ငှက်တောင်ပန်ပုံတန်းကိုအတူယူပြီးရိုးရှင်းတဲ့တောင်ပန်တစုံကိုလုတ်ခဲ့ပါတယ်ဒါပေမဲ့ဘလောက်ပဲအားကုန်ယုံပြီးပြေးပြေးပြန်တန်းလို့မရခဲ့ပါဘူးအဲ့ဒါကကျွန်တော်ကိုတကယ်ပဲစိတ်ပြအားငယ်စေခဲ့တယ်ကျွန်တော်လက်လျှော့တော့မဲ့အချိန်မှာပဲအဲ့ဒီငှက်ကလေးတစ်ပင်ပေါ်ကတစ်တီးလေးတွေကိုစားနေတာကိုမြင်လိုက်ရပါတယ်အဲ့ဒီမြင်ကွင်းကကျွန်တော်ကိုချက်ချင်းအကြံဉာဏ်တစ်ခုရစေခဲ့ပါတယ်ဒါနဲ့ကျွန်တော်အဲ့ဒီအတီးချို့ကိုခူးပြီးအိမ်ပြန်ယူလာခဲ့ပါတယ်အကယ်၍ကျွန်တော်ဒါအဲ့ဒီငှက်ကလေးစားတဲ့အစားအစာကိုပဲစားမယ်ဆိုရင်ငှက်ကလေးလိုပြန်တန်းနိုင်မလားလို့တွေးမိလိုက်ပါတယ်အဲ့ဒီနေ့ကစားပြီးကျွန်တော်လူကိုဝါစေတဲ့ဆံပြုတ်တွေကိုမစားတော့ပဲတစ်တီးလေးတွေကိုပဲပြောင်းစားခဲ့ပါတယ်တစ်ဖက်ကလည်းကျွန်တော်ရဲ့အတောင်ပန်တွေကိုနေ့တိုင်းပိုကောင်းအောင်မွမ်းမံပြင်ဆင်နေခဲ့ပါတယ်နောက်ဆုံးတော့ဆောင်းရာသီလည်းကုန်းဆုံးသွားပြီးကျွန်တော်လည်းအောင်မြင်စွာနဲ့ဝိတ်ကျသွားခဲ့ပါပြီကျွန်တော်အဲ့ဒီအတောင်ပန်တွေကိုပြန်တက်ပြီးငှက်ကလေးလိုပဲဆက်တိုက်ပြေးခဲ့ပါတယ်တဖြည်းဖြည်းနဲ့ကြာတော့တကယ်ပဲပြန်တန်းနိုင်ခဲ့ပါပြီတချိန်ကကျွန်တော်ကိုအထင်သေးခဲ့ကြတဲ့သူတွေဟာအခုတော့ကျွန်တော်ကိုအားကြတဲ့မျက်လုံးတွေနဲ့ငေးကြည့်နေကြရပြီပေါ့ကျွန်တော်ရဲ့ဇွဲလုံးလားကြောင့်နောက်ဆုံးမှာတော့ကျွန်တော်ရဲ့အိမ်မက်ကိုအကောင့်ထဲပေါ်နိုင်ခဲ့ပြီဖြစ်ပါတော့တယ်